အားလုံးပဲမင်္ဂလာပါခင်ဗျာကိုခွတ်တော်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခရစ်တိုရောမှာရန်ကုန်ဟော့ဖြစ်နေတာကတော့ပိုလီမာကတ်ပါခရစ်တိုသမားတွေ trader တွေနိုင်ငံရေးဝါသနာရှင်တွေပါဝင်လူအများကြီးကပိုလီမာကတ်ကြောင်းကိုပြောနေကြတာပါဒီတော့ပိုလီမာကတ်ဆိုတာဘာလဲလို့အလုပ်လုပ်တယ်အားသာချက်တွေအန်ဒီတွေကဘာလဲဆိုတာကိုပြောပြပေးတော့မှာပါပထမဆုံးပိုလီမာကတ်ဆိုတာဘာလဲပြောရရင်ဒါက decentralized British market platform တစ်ခုပါဒီတက်ရှင်မာကတ်ဆိုတာကတော့ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေဒါမှမဟုတ်ဖြစ်လာနိုင်တဲ့ဖြစ်ပျက်တွေကိုလူတွေကခံမှန်းပြီးတော့ဒီလောင်းကြရင်မှန်ရင်ဆိုရဆိုတဲ့ဈေးကွက်မျိုးပါပိုလီမာကတ်ကတော့ဒါက blockchain ပေါ်မှာတည်ဆောက်ထားတဲ့ decentralized version လိုမျိုးပါဘယ်ဖွဲ့စည်းဘယ်ကုမ္ပဏီကိုလည်းကမှထင်ယူလာတာမဟုတ်ပါဘူး။သုံးမျိုးတွေကိုယ်တိုင်ပါဝင်ပြီးတော့ဈေးဘက်ကိုဖန်တီးကြတာပါ။ပိုလီမာကတ်က Polygon blockchain ပေါ်မှာထားပြီးတော့ငွေပေးချေမှုကလည်း USDC stable coin ကိုပဲအဓိကသုံးပါတယ်။အဲကြောင့် crypto သမားတွေအတွက်အဆင်ပြေလုံးပါတယ်။ဘုံပုံကလည်းလွယ်ပါတယ်။ wallet ထည့်မယ် USDC ထည့်မယ်။ဒီဘက်တစ်ခုကို UES သို့မဟုတ် no ကိုဝယ်ဒါမှမဟုတ်ရောင်းလို့ရမှာပဲ။ဒီဘက်တစ်ခုရဲ့ sharing price ကဒီအဖြစ်ဖြစ်နိုင်ရေးကိုရောင်းများဟပ်ပါတယ်။ဥပမာ price က 0.7 ဆိုလို့ချင်းရင်တို့များစုကဒီ figure က 90% လောက်ပြစ်နိုင်မယ်လို့ထင်နေတာပါ။ဒီမှာအရေးကြီးတာကဖြစ်မဖြစ်ပေါ်စောင့်နေတာပေါ့ပေါ့။ price ပြောင်းသွားတာနဲ့အမြတ်ထွက်နိုင်တယ်။ဒါကြောင့် trader ဆိုင်ရဲ့ speculation လုပ်ကြတာပါ။ free market မှာရှိတဲ့ဈေးကွက်လူစားတွေကရန်ကိုကျေပြပါတယ်။နိုင်ငံရေးမှာဆိုရင်အမေရိကန်ရွေးကောက်ပွဲရလဒ်တွေတခြားနိုင်ငံတွေရဲ့ခေါင်းဆောင်ပြောင်းလဲမှုတွေဥပဒေပြည်တင်ပြောင်းလဲမှုတွေခရစ်တိုဘိုင်းခိုင်အောင်ဆိုလို့ရှိရင်လည်း Bitcoin ဈေးကဘယ်လောက်ရောက်မှာလဲ။ ETF တွေ approve ဖြစ်မလား။ error တစ်ခုခုရှိမလား။စီးပွားရေးအတွက်ဆိုရင် FA တွေတုံတုံကဘယ်လိုပြောင်းမှာလဲ perception တွေရောက်လာမှာလား။entertainment ဘိုင်းမှာဆိုရင်လည်းခါသူတွေကဘယ်သူရမှာလဲ celebrity ကဘာလုပ်နေမလဲပြီးတော့အများကြီးရှိပါတယ်။ဒီကွက်တွေဆိုရင်ရမ်းကျက်တဲ့ကောင်းပါတယ်။ဥပမာ Elon Musk ကဒီနေ့ Mars ကိုသွားမှာလားလို့လူသားတွေ့မလားဆိုတဲ့မေးခွန်းမျိုးတွေပါ။ရာသီရင်ကရန်နာမည်ကြီးတဲ့ဥပမာတစ်ခုကတော့ Venezuela သမ္မတမှာဘယ်လိုမျိုးဖန်ဆီးခံနိုင်ရမှာဆိုတဲ့ဈေးကွက်ပါ။တယောက်ကမှန်အောင်ခံမှန်းပြီးတော့ဒေါ်လာ4,3600နဲ့ရသွားရဲဆိုတာကိုလည်းကြားဘူးကြမှာပါ။အမျိုးတွေဖြစ်နေတော့လူတွေကအရန်ကိုစိတ်ဝင်စားလာကြတာပါ။ပိုလီမာကတ်ရဲ့အားသာချက်တွေကိုကြည့်မယ်ဆိုရင် decentralized chain ဖြစ်လို့ privacy တွေကောင်းတယ် transaction တွေက transparent ဖြစ်တယ်။တစ်ခါတလေမှာယူချက်ပူးတွေထပ်ပုံမှန်တယ်လူတွေကငွေထည့်ထားတော့ကိုတကယ်ယုံတဲ့အရာကိုပဲတောင်းကြတာခရစ်တိုဈေးကွက်မှာ sentiment တည်တယ်ပိုလီမာကတ်ကိုကြည့်လိုက်ရင်လူများကဘလို့ထင်နေလဲဆိုတာကိုချက်ချင်းသိရတယ်။ဒါပေမဲ့အန်ဒီတွေကလည်းအများကြီးရှိပါတယ်။ဒီကြီးဆုံးကထားကလောင်စားတစ်မျိုးပါကိုမှားသွားမယ်ဆိုရင်တော့ပတ်သက်တဲ့အကုန်လုံးပျောက်သွားနိုင်ပါတယ်။ regulation တွေရှိတယ်အမေရိကန်မှာ CFTC နဲ့ပြဿနာတက်ဖို့တဲ့ကျိုးနိုင်ငံတွေမှာကန်တက်ခံရနိုင်တယ်။ centralized exchange တွေလို့အာမခံချက်မရှိဘူး smart contract ဒါမှမဟုတ် oracle ပြဿနာတွေနဲ့ပတ်သက်တွေကုန်သွားနိုင်ရရှိပါတယ်။သူ့ဒီကွက်တွေက manipulation တွေဖြစ်နိုင်ပါတယ်။ဒါကြောင့်အကြံပြုချင်တာက poly market ကို investment tool မဟုတ်ဘဲနဲ့ speculation and entertainment platform အနေနဲ့ပဲသဘောထားပါ။ရုံးခံနိုင်တဲ့ပတ်သက်နဲ့ပဲကစားပါ။ရှင်းငွေတွေနဲ့မကစားပါနဲ့။ဒီသားစုငွေတွေအရေးကြီးငွေတွေကိုမသုံးပါနဲ့။ exclusive campaign ကရန်ကုန်ရေးကြည့်ပါတယ်။ဒါဆိုရင် poly market ဆိုတာကဘာလဲဘလို့အလုပ်လုပ်လဲအားသာချက်တွေအန်ဒီတွေကဘာတွေလဲဆိုတာကိုသိသားလောက်ပြီးထင်ပါတယ်။ကိုလူတို့ရော poly market ကိုစမ်းပြီးတော့အသုံးပြုရပြီလား။မျက်စုံတွေရောရပြီးသွားပြီလား။ဒါကို comment မှာပြန်ပေးခဲ့ကြပါဦးဗျာ။ဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ။